ဒီနေ့မက္ကဆီကိုရဲ့ဂိုးကဒီနေ့ကမ္ဘာဖလားမှာကျွန်တော်တို့အတွက်အန်အားတင်စရာတွေအများကြီးရှိတယ်ဆိုတာတက်တည်ပြနေပါတယ်။တောင်အာဖရိကဂိုးသမားကသူ့ရဲ့ဂိုးစည်းနာမှာဂေါ်လုံးကိုထိန်းထားပါတယ်။ဒီအနေထားမှာတောင်အာဖရိကအသင်းဟာတိုက်စစ်စက်တင်ဖို့ပြင်ဆင်နေပါတယ်။ဂိုးသမားမှာပေးပို့မှုရေးချယ်စရာနှစ်ခုရှိပါတယ်။သူ့ရဲ့ဗဟိုနောက်ခံလူကြားစီကိုအပင်ဘက်ကိုထွက်သွားဖို့ဒါမှမဟုတ်ဖိအားမရှိဘဲဘောလုံးကိုလှမ်းယူနေလေသူ့ရဲ့ခန်းစစ်အလေတန်းကစားသမားစီကိုပါ။ဂိုးသမားကဘောလုံးကိုကွင်းလယ်မှာပြပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူပေးဖို့တဲ့အခါမက္ကဆီကန်ကစားသမားတစ်ယောက်ကဖိအားပေးဖို့အလင်းငန်းပြီးဝင်လာပါတယ်။တောင်အာဖရိကကစားသမားကဘောလုံးကိုအနှဲငယ်မာရွန်းစွာထိန်းချုပ်နိုင်ခဲ့ပြီးမက္ကဆီကန်ကစားသမားရောက်လာပြီးကြားဖြတ်ဖို့လုံလောက်အောင်ခွင့်ပြုလိုက်ပါတယ်။မက္ကဆီကန်ကစားသမားမြေပြင်ပေါ်လဲကျသွားပေမဲ့ဘောလုံးကအသင်းဖော်ရဲ့ခြေထောက်နားမှာရောက်သွားတာပါ။သူကဘောလုံးကိုထိန်းချုပ်ပြီးသူ့ရဲ့တိုက်ရိုက်ပြိုင်ဘက်ကိုကြော်ဖြတ်ပြီးဘောလုံးကိုထိန်းသွားပါတယ်။အဲ့ဒီအချိန်မှာသူဟာတောင်အာဖရိကနောက်ခံလူစီကနေဖိအားပေးခံရပြီးအဲ့ဒီလှူရှားမှုမှာအစောပိုင်းကရှုံးနိမ့်ခဲ့ပေမဲ့မြင်းမြန်းဆန်းဆန်းပြန်လဲကောင်းမွန်လာခဲ့ပါတယ်။ကစားသမားအများစုကသူတို့ရဲ့အနီးနားကအသင်းဖော်စီကိုဘောလုံးဖေးဖို့ကိုရွေးချယ်ခဲ့ကြပါတယ်။သို့တော့သူကထိုရွေးချယ်မှုကိုလစ်ရှုပြီးကန်သွင်းညံပြင်ဆင်လိုက်သည်။ကိုသမားဒီမှန်ကန်သောထောင်းကထလာပြီးအခြားခံစီမှုတို့ကထိုကြိုးပမ်းမှုကိုပိတ်ဆို့ရန်ပြန်ပေးလာသည်။သို့တော့ကစားသမားဒီကိုသမား၏ခြေထောက်နားကိုကြော်ဖြတ်၍ဘောလုံးကိုကန်သွင်းညှိပြီးလူတိုင်းကိုအန်အားတင်စေခဲ့ပြီးပြီးပြတ်ဆုံးတော့ဂိုးတကူကိုသွင်းယူခဲ့သည်။